အားလုံးပဲမင်္ဂလာပါရှင် Grammar Day 2မှာတော့သင်သည်ဆိုတဲ့စာကြောင်းကိုထိုင်းလို့ဘယ်လိုတည်ဆောက်မလဲတူတူလေ့လာကြမယ်နော် Subject plus Koan plus verb plus object ဥပမာလေးကိုကြည့်ရအောင်Kun Koan dum nam သင်ရေတောက်သင်သည်တဲ့ Kun Koan dum nam Kun ကသင် Koan ကသင်သည် dumတောက်သည်နမ်ကရေပေါင်းလိုက်တော့သင်ရေတောက်တင်သည်ရဲ့ဒီစာကြောင်းဒီစာပုံလေးကိုကြည့်ပြီးတော့ subject verb object နေရာမှာကိုလိုအပ်တယ်လို့စာလုံးလေးတွေပြောင်းလဲအသုံးပြုလို့ရပါတယ်ရှင်အဓိကကတော့ဒီ verb ရဲ့အရှိမပေါ့နော် koan ဆိုတာကိုထည့်မယ်ဆိုလို့ရှိရင်သင်သည်ဆိုတဲ့အဓိပ္ပာယ်လေးရတယ်ပေါ့နော်အဲ့တော့ kun koan dum nam kun koan dum nam သင်ရေတောက်တင်သည်အားလုံးကျေးဇူးအများကြီးတင်ပါတယ်